အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ KM Audio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ဆရာခတ်စော်ရေးသားထားသောအမှောင်ထဲကမင်းသားများ1980ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဇတ်လန်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေခင်ဗျာဘုံမူကြီးကတော့အတော်စိတ်ဆိုးနေတယ်ကျောင်းသားတွေကစူဖို့ပူဖို့လုံနေရတဲ့တဲ့မျိုးလေကောင်မှာဒီလိုရိုက်ပွဲတက်ပွဲတွေဖြစ်နေတာမျိုးကိုသူလုံးဝလက်မခံဘူးတဲ့မင်းဒါလေးတော့နိုင်အောင်မထေးနိုင်ဘူးလားမိုးကျော်စစ်သုံးချစ်ကားပေါ်မှာထိုင်နေတဲ့ဘိုးမူးဘိုနီရဲ့လေတံကတင်းမာလာတယ်စိန်ကော်လီလမ်းရဲလေးတွေပါကျွန်တော်ရှင်းပါမယ်အခုပါတီဘက်ကကိုတင်ဝင်းညိုတို့ကလည်းဒီပြဿနာကိုတော်လေးပြောဆိုနေကြတယ်လမ်းရဲတွေကိုပြက်ရှင်းပြဖို့သူတို့ဆွေးနွေးနေကြတယ်လမ်းရဲတွေကိုပြည်သူကတက်ရင်အရေးမယူဘူးလို့ဘာလို့တော့ပြောနေကြပြီငါတို့ကင်ရွယ်တာညံ့လို့သူတို့ဝင်ပါရတယ်ဆိုတဲ့သဘောမျိုးပေါ့ကွာအဖိုးကြီးနာကိုဒီသတင်းရောက်သွားရင်ဘိုးမူကြီးလည်းပြောဆိုခံရမှာအဲ့ဒီကြမင်းနဲ့တွားပြီးသားမဲဟဲ့ကောင်ခြားတိတ်တွေပါဗျာကျွန်တော်ကင်တယ်ပါမယ်အေးမင်းစော်သုံးမကြရင်စော်သုံးကြတဲ့ကောင်ငါတို့သုံးရလိမ့်မယ်ပြီးတော့လမ်းရဲတွေရောမင်းဖာကောင်းတွေကိုလည်းလမ်းပေါ်မှာလာမြင်ကျင်တော့ဟုတ်ပြီလားဂျီကားကဆက်နိုးကဝေါကနေမောင်းထွက်သွားတယ်မိုးကြော်နှစ်ပေးနာကိုအီစာနဲ့အီစာတို့ရောက်လာကြတယ်မင်းတို့ကြားတယ်မဟုတ်လားစောက်ဖို့စောက်ကငါ့ကိုပြောသွားတာကဲလူတွေစုတော့စိန်ကော်လီတွေရှိနိုင်သမျှနေရာကိုဒီညအကုန်တက်ကြမယ်စိန်ကော်လီကိုင်းရန်ကုန်မြို့ရဲ့လူငယ်များကြားမှာပေါ်ထွက်လာတဲ့လမ်းရဲအဖွဲ့တစ်ဖွဲ့ရန်ကုန်မြို့ရှိပွဲလန်းသပင်များမှာရပ်ထားတဲ့ကားများကိုခါကျင်းငွေယူကစောင်းလျှောက်ပေးတဲ့အိမ်ပြေးလမ်းရဲလူငယ်အဖွဲ့တစ်ဖွဲ့မှာ1960ဝန်းကျင်မှာစတင်ပေါ်ပေါက်ခဲ့တယ်ထိုလူငယ်အဖွဲ့ကပြိုင်ဘက်ဖွဲ့များကိုတိုက်ခိုက်ရမှာလေးကွာများအတွင်းဖန်ကော်လီလုံးများထဲကတိုက်ခိုက်လိရှိတယ်သူတို့အသုံးပြုတဲ့ဖန်ကော်လီများကိုတင်စားတဲ့အနေနဲ့စိန်ကော်လီကိုင်းလို့အမည်သမုတ်လိုက်ကြတယ်စိန်ကော်လီကိုင်းမှာဆယ်ကျော်သက်လူငယ်ပေါင်း900ကျော်ခန့်ပါဝင်ခဲ့ကြတယ်လွန်ခဲ့တဲ့2ရက်ကပန်းဆိုးတန်းမှာဖြစ်ပွားခဲ့တဲ့ရန်ပွဲမှာစိန်ကော်လီကိုင်းကလူငယ်2ဦးအရိုက်နဲ့ခံရတဲ့အပြင်ဆေးရုံမှာအတွင်းလူနာဖြစ်ခဲ့ရတယ်အဲ့ဒါအပြင်မူရည်စေဝမှုလက်နက်မှုတို့နဲ့လည်းဖမ်းဆီးခံထားခဲ့ရတယ်ရဲများနဲ့ပလဲနံပါတ်တင်နေတဲ့ပြည်စာကောင်းလူမိုက်များကအမခံနဲ့ပြန်လွှတ်ပေးခြင်းခံခဲ့ရတယ်ထို့ချိန်မှာစိန်ကော်လီကိုင်းကဆယ်ကျော်သက်လမ်းရဲ့အိမ်ပြေးလူငယ်များကရန်ကုန်လူမိုက်ပြည်စာကောင်းများကိုထိတ်တိုက်တွေ့ရန်ဆုံးဖြတ်လိုက်ကြတယ်ထိုနေ့ညကပန်းဆိုးတန်းသာမကရေကျော်ရန်ကင်းကြီးမြင့်နိုင်မီနီကုန်းလာသာတို့မှာပြည်စာကောင်းလူမိုက်များကိုစိန်ကော်လီကိုင်းကရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်မထင်မှတ်တဲ့တိုက်ပွဲအတွင်းမှာရန်ကုန်တစ်မြို့လုံးကပြည်စာကောင်း4ဦးသေဆုံးခဲ့ပြီး10ဦးကျော်ဆေးရုံတင်ခဲ့ကြရတယ်အထူးသဖြင့်ရန်ကုန်ပန်းဆိုးတန်းပြည်စာကောင်းများရှဲတမတ်များမှာမိုးကျော်ရဲ့ကြောထောက်နောက်ကန်နဲ့ရက်တည်နေကြခြင်းဖြစ်တယ်ပြဿနာရဲ့ရင်းမြစ်မှာလည်းလမ်းပေါ်တက်တောင်းကျမ်းကြတဲ့ပြည်စာကောင်းများပြည်စာများကိစ္စဖြစ်နေသဖြင့်ပြည်စာလုပ်ငန်းများကိုအပီးတိုင်စီမံချက်နဲ့နှိပ်ကွပ်ရန်ရန်ကုန်တိုင်းတော်လှန်ရေးကောင်စီဆိုရကဆုံးဖြတ်ခဲ့တယ်ထို့အတူလမ်းရဲကိုင်းသားများကိုရက်ရအတွင်းတပ်ဖြတ်ချေမှုန်းမိပါကအမှုမလုပ်ပါလို့လမ်းစဉ်ပါတီတွဲဖက်အတွင်းရေးမှုတအုပ်ကိုယ်တိုင်ကပြောဆိုလာခဲ့တယ်ရန်ကုန်ရဲ့ဘရင်ဖြစ်နေတဲ့မိုးကျော်နဲ့အခြားနယ်မြေကန်လူမိုက်ခေါင်းဆောင်များဖြစ်တဲ့အီစာအီဆက်အလီပီတာစိန်ဝင်းတို့အတွက်ဝင်ငွေကောင်းတဲ့ပြည်စာလုပ်ငန်းများဆုံးရှုံးမှုကကြီးမားခဲ့တယ်ထို့ပြင်နောက်ထပ်မိမိတို့လုပ်ငန်းများကိုနှောက်ယှက်လာနိုင်တဲ့လမ်းရဲကိုင်းဝင်လူငယ်များကိုတုတ်တင်ရန်အားလုံးညီတူညီမျှဆုံးဖြတ်လိုက်ကြတယ်မြိုင်အတန်ကခတ်အုပ်ခင်ဝင်းကြီးကမြဝတီမဂဇင်းကိုအိပ်ရတဲ့လှဲကဖတ်နေတယ်ပကတ်ထဲမှာကလေးငယ်ကိုကြေးမုံမိခင်ဒေါ်မြင့်ဝင်းကချော့သိမ့်နေတယ်မြိုင်ကဓမီကိုယူကခြံရှိသို့ထွက်သွားတယ်ဘသူလဲငါဆိုးရပါကိုဆိုးရဘာဖြစ်လာလဲညာကြီးမင်းတကားဖွင့်မိပါဟာအနောက်မှာငါတို့တတ်မဲ့လူတွေလိုက်လာလို့မှောင်ရိပ်အတွင်းမှာစိုးရပါဝင်သပင်ရှင်နဲ့လူငယ်တယောက်လည်းပါလာတယ်မြိုင်မြင်လို့နင်တို့အိမ်ဆိုသူတို့မဝင်ရဘူးလောက်ပါငါတို့ညီကိုတက်ခံရတော့မယ်မြိုင်ကခြံတကားတော့အမြန်ဖွင့်မိလိုက်တယ်မြိုင်ဘသူတွေလဲခင်ဝင်းကြီးကမဂဇင်းဖတ်နေရကအတန်များကြသဖြင့်မခင်ဝင်းကြီးကခြံတကားဝရောက်လာတယ်ထိုချိန်မှာပဲခြံတကားပွင့်သွားပြီးနောက်စိုးရနဲ့လူငယ်တို့ခြံထဲဝင်လာတယ်မမဝင်ခြံတကားကိုတောခါထားလိုက်ဘသူလာဖွင့်ပေးနဲ့သူတို့ကျွန်တော်ခြံနောက်ဘက်မှာပုံးစရာရှာပေးအောင်မယ်မြိုင်ကစိုးရတို့နှစ်ဦးကိုဥဆောင်ကအနောက်သို့ခေါ်သွားတယ်ထိုချိန်မှာပဲအိမ်ရှိကိုလူစုရောက်ရှိလာတယ်
အလီနဲ့ကြီးမြင့်နိုင်စံငိမ့်ဦးဆောင်တဲ့လူလက်ထဲမှာလည်းပစိမ်များတရှိများကင်ထားကြတယ်လမ်းသေးကောင်ဒီခြံထဲဝင်သွားတာမြင်လိုက်တယ်တကားဖွင့်စမ်းဘာကြီးလာပြောနေရလဲဒါကြီးမောင်ရင်နော်ခင်ဝင်းကြီးကတော့ကလောက်ကိုအတင်းပိတ်တယ်ဩဘသူများလဲလို့ဖေလို့မှနင်းအောက်ဆော့လို့ကိုဝင်းကြော်ဝင်းတေရတာနင်းကိုတက်ချင်နေရကြပြီအလီကအမှောင်ထဲကထွက်လာပြီးခင်ဝင်းကြီးကိုတရှိနဲ့တကားကြားထဲကနေဆောင်းထိုးလိုက်တယ်ခင်ဝင်းကြီးပိုက်တဲ့ဓားကတဝက်ခန့်ဝင်သွားတယ်ခင်ဝင်းကြီးကသွေးယူသွေးတန်းနဲ့နောက်သို့လှည့်ပြေးပြီးလှေကားဝမှာလဲကျသွားတယ်သွေးရိုင်ထဲမှာခင်ဝင်းကြီးကိုဒေါ်မြင့်ဝင်းကကြောင်ကြည့်နေတယ်ထိုချိန်မှာပဲအိမ်နောက်ဘက်ကိုတောင်ကမှောင်ခိုပစ္စည်းချို့ကိုထုတ်ပိုးနေတဲ့ကိုစန်းတွန်းနဲ့ကြေးမုံရဲ့တပည့်လူငယ်များကဒုတ်သားများနဲ့ပြေးထွက်လာကြတယ်အလီအီဆက်နဲ့ကြီးမြင့်နိုင်စံငိမ့်တို့ဦးဆောင်တဲ့အဖွဲ့ကကိုစန်းတွန်းတို့လူအုပ်ကိုမြင်တာနဲ့အနောက်ဘက်ကိုထွက်ခွာသွားကြပြီဖြစ်တယ်ညကနှက်ပြီးလမ်းမတော်ဘက်ဈေးတန်းများထံမှပြန့်လွင့်လာတဲ့အတန်တချို့ပင်တိတ်ဆိတ်သွားခဲ့ပြီဖြစ်တယ်ရန်ကုန်ဆေးရုံကြီးအနောက်ဘက်ရင်ခွဲရုံကမီးမိန်မိန်လေးထွန်းလာတယ်ညီလေးပြန်တော့လေကွာငါတို့လည်းစိတ်မကောင်းပါဘူးဆေးရုံကြီးလူမိုက်စိန်ဝင်းကိုအေယာကမောကြည့်လိုက်တယ်ဓားတန်ရရပြီးနောက်မခင်ဝင်းကြီးကိုဆေးရုံသို့တင်ပို့လိုက်ကြတယ်နှစ်ရက်အကြာမှာပဲမော်လမြိုင်သို့ရောက်နေတဲ့အေယာကခင်မောင်နဲ့အတူရန်ကုန်သို့အသေးအံပြန်လာခဲ့တယ်ဒါပေမဲ့မခင်ဝင်းကြီးကထိုနေ့မှာပဲရင်ခွဲရုံသို့ရောက်ရှိသွားပြီဖြစ်တယ်ကြေးမုံနဲ့ယူယူမော်ကအတူဘန်ကောက်သို့ရောက်ရှိနေချိန်ဖြစ်တယ်အေယာကညှိနှက်သည့်အထိရင်ခွဲရုံမှမပြန်သေးကိုစိန်ဝင်အလီပါမှလဲကျွန်တော်သိကျင်တယ်ခမရသိတယ်မဟုတ်လားရဲရလဲသူ့ကိုလိုချင်နေတာပဲငါလဲဘဲသိမလဲကွာဒါဆိုမိုးကြော်ပါမှလဲဟာသူ့အိမ်မှာရှိမှာပေါ့မမဝင်းကိုတက်ဖို့မိုးကြော်ကမိန်ပေးတာမဟုတ်လားမဟုတ်ပါဘူးကွာလမ်းသေးရဲတွေနဲ့ငါတို့ညှိကြတဲ့ပွဲမှာမင်းတို့အိမ်ထဲဝင်ပြေးတော့အလီကမတော်ဆတက်လိုက်တာလို့အလီနဲ့ပါတဲ့ကောင်တွေပြောတာပဲမတော်ဆတယ်လားဗျာမမဝင်းကိုဒီကောင်မသိကြလားခင်မောင်ကအေယာရဲ့ပခုံးကိုစုပ်ကန်လိုက်တယ်ကိုရကုကြီးပြန်လာအောင်စောင့်ပါအောင်လားဗျာအမအလောင်မြေကြပြီးမှပဲကျွန်တော်တို့လှုပ်ရှားရှိတာဆက်လုပ်ကြတာပေါ့ကိုစန်းတွန်းတို့လည်းအဲ့ဒီကောင်လိုက်ရှာနေပါတယ်ကြေးမုံကယူမော်နဲ့အတူဘန်ကောက်သို့ရောက်ရှိနေချိန်ဖြစ်ပြီးအေယာကဘာတစ်ခုမှပြန်မပြောလာပါဗျာမနဲ့လဲအမအလောင်ကိုလာထုတ်ရအောင်မယ်အိမ်မှာလဲမမြိုင်တို့ပဲကြံခဲ့တာကျွန်တော်တို့ပြန်မှဖြစ်မယ်မင်းတို့ပြန်ကြကွာငါမမဝင်းရှိတဲ့နေရာမှာမနဲ့ထိနေမယ်တွားကြကိုစိန်ဝင်းခမရလဲတွားဗျာကြောက်ရကြတယောက်တည်းနေပြရစီခမရတယောက်တည်းတော့စိတ်မချဘူးကိုကြီးကျွန်တော်လဲနေခဲ့ပြီမယ်ခင်မောင်ကအေးရပြီမှထိုင်ချလိုက်တယ်ငါတယောက်တည်းနေခြင်းလို့ပါကွာမင်းလဲပြန်တော့ဤကောင်ပြန်ဆိုပြန်ကွာမပြန်မင်းမှငါတတ်မှာအေယာကဘောင်းမီကြားမှာဓမြောင်ကိုထုတ်ကရွယ်လိုက်တယ်ခမရကတော့ဒုက္ခပါပဲဗျာခင်မောင်ကစိတ်ပြတ်စွာနဲ့ထသွားတယ်မှောင်ပြပြမီးတဲ့ရောင်အောက်မှာအေယာတယောက်တည်းထိုင်နေတယ်မြည်သူမှမရှိတဲ့နောက်အေယာထံမှာရှိုက်တန်တဲ့ထွက်လာတယ်အေယာငိုနေပြီအခုတော့ငိုနေပြီမှတ်လားကောင်းလေးရမင်းတို့ကလူစီဘလူစီဆိုတော့နားမလဲပဲသူများမရကိုကြောက်ခိုခဲ့တာဟုတ်ကွာအခုတော့ငိုနေတဲ့လားဟာဟာဟာအမှောင်ထဲကအတန်တစ်ခုထွက်ပေါ်လာတယ်မိုးကျော်သူ့နောက်မှာရက်နေသူကကြီးမြင့်နိုင်စံငိမ့်ဆိုတဲ့လူမိုက်တူအလီကိုရှာနေရလားအလီကခဏနေသွားဖန်ခံတော့မှာပါမပူပါနဲ့အလီကဟိုကောင်မခင်ဝင်းကြီးကိုတတ်တယ်ပြီးတော့သူ့ကိုရန်ရှာလာတဲ့မင်းကိုလည်းခုခံကာကွယ်တဲ့အနေနဲ့တတ်လိုက်ရပါတယ်ဆိုပြီးသွားဖန်ခံတော့မှာပါမိုးကျော်လက်ထဲမှာတရှိတချောင်းလက်ခနဲအေယာကနဘေးသို့လှိမ့်ပက်ရှောင်လိုက်တယ်အပူကလက်ထဲကတုံနဲ့အေယာကိုပြေးဝင်ရိုက်တယ်ဖြောင်းကနေမြည်တမ်းတဲ့အတူအေယာကောင်ကိုရိုက်မိသွားတယ်အေယာကစံငိမ့်ကိုဝင်လုံးပြီးဓမြောင်နဲ့ကြောုံးကိုထိုးချလိုက်တယ်ဒါပေမဲ့ထိုးချက်ကအာမပါတော့မိုးကျော်ရဲ့နောက်ထပ်ဓားချက်ကအေယာရဲ့လက်ပြင်ကိုစိုက်ဝင်သွားပြီဖြစ်တယ်စံငိမ့်ကအေယာလက်ထဲကဓမြောင်ကိုလူယူလိုက်ပြီးလေပင်ကိုတဆုံထိုးစိုက်ချလိုက်တယ်အေယာတွေးအိမ်ထဲမှာအသက်ငင်နေတယ်ဒီလောကထဲမင်းတို့ငါခေါ်သွင်းလာတာငါပဲဆုံးသက်ပေးရမှာပေါ့ကောင်းလေးရမိုးကျော်အေယာကိုအပေါ်မှမိုးလေးပြုံးပြီးကြည့်နေတယ်အေယာကတော့မြည်သိုးမြမတုံ့ပြန်နိုင်တော့1982ခုနှစ်ဇန်နဝါရီလ3ရက်ဘန်ကောက်မြို့လက်စရီဟိုတယ်ထဲသို့ဝင်လာကြတဲ့ကကြေးမုံကပါဇက်ဟောင်းသားဖြစ်နေတယ်ရေကူးကန်အတွင်းရေကူးနေကြတဲ့နိုင်ငံသားပြိုပြူများထိုင်းပြိုမယ်များကိုလိုက်ငင်းနေတယ်
ယူမော်ကကြေးမုံရဲ့လက်မောင်းကိုစိတ်ဆွဲလိုက်တယ်ရှာကြီးအလုပ်ကိစ္စလာနော်အိမ်တွေရှိနေပါအောင်အင်းမှာမမယူရဲ့ကျွန်တော်လည်းဒီဟိုတယ်မျိုးခုမှရောက်ဘူးတာမို့ပါရေကူးကန်နဘေးမှာစီယုံနဲ့ပင်လယ်ကပီးပင်လေးများကိုအလှတန်းစီစိုက်ထားတယ်တခုသောစပွဲမှာလူငယ်တစ်ယောက်ထိုင်နေတယ်ကြေးမုံနဲ့ယူမော်ကိုမြင်သည့်အခါထိုသူကထလာတယ်အကိုကြီးစွန်ချိုင်းဧည့်သည်တွေထင်ပါတယ်ထိုင်းစကားနဲ့ပြောသဖြင့်ယူမော်ကခေါင်းငိတ်ပြလိုက်တယ်ထိုသူကရေကူးကန်နဲ့မျက်နှာချင်းဆိုင်ရှိဟိုတယ်အတွင်းဘက်ခန်းသို့သူတို့ဥဆောင်ခေါ်သွားတယ်အခန်းတွင်ဝင်လိုက်တာနဲ့ရွှေရောင်တိပြီးတဲ့အခင်းချင်းများကကြေးမုံရောယူမော်ကိုဖမ်းဆလိုက်တယ်ရွှေရောင်ကျွန်းထုံကန်ကြီးများမျက်နှာဝိုင်ဝိုင်မျက်လုံးမိမိနဲ့လူတစ်ယောက်ထိုင်နေတယ်မစ္စတာစွန်ချိုင်းကူပလွန်သူကကော်ဖာသာအော်ချမ်မူရီလို့လူသိများကြတယ်ချောင်မူရီခရိုင်မှာနာမည်ကျော်နိုင်ငံရေးသမားနဲ့ရာဇဝတ်ဂိုင်းကောင်းဆောင်ဖြစ်တယ်ချောင်မူရီခရိုင်ရှိကမ်းခြေအားလုံးကသူ့လက်အောက်မှာရှိနေတယ်မစ္စယူကျုပ်တို့ပြန်တွေ့ကြပြန်ပြီနော်ခမည်းမိတ်ဆွေနဲ့မိတ်ဆက်ပေးပါအောင်ကြေးမုံလို့ခေါ်ပါတယ်မြန်မာပြည်မှာတော့ရှင့်လိုမျိုးလုပ်ငန်းလုပ်တဲ့သူပါပဲကောင်းပါတယ်ဒီတော့ရှေ့ဆက်အလုပ်တွဲလုပ်ကြတဲ့ကအဆင်ပြေတာပေါ့မင်းဖေကတော့ဒီဘက်ချမ်းကကိစ္စတွေမင်းနဲ့ပဲပြောဖို့လိုတယ်တဲ့ဒီတော့ငါတို့စပြောကြတော့မလားရှစ်မက်ကဖြစ်စေချင်တာကိုအရင်ပြောပါမစ္စတာစွန်ချိုင်းအခုအင်ဒိုချိုင်းနာစစ်ပွဲကပိုရှန်နေတဲ့လက်နက်တွေသင်္ဘောနှစ်စီးတိုက်ရှိနေတယ်ကမ္ဘောဒီးယားကမ်းခြေကနေငါ့နယ်မြေတွေကိုနောက်လာတဲ့ရောက်မယ်မင်းတို့ဘက်မှာလည်းအစိုးရကိုပုံကန်မှုဝင်ကြီးချုပ်ဟန် Parliamentary Democracy Party PDP နဲ့တက်တခုဖွဲ့နေပြီဆိုတာငါသတင်းရလာတယ်အဲ့ဒါဟုတ်လားအဲ့ဒါဟုတ်ပါတယ်ဒီတော့ PDP ရဲ့လက်နက်ဝယ်ယူရေးလမ်းကြောင်းမှာငါးစီရပစ္စည်းတွေရောင်းနေတယ်လက်နက်မှောင်ကိုဆိုတော့ငါအတွက်တိတ်အန္တရာယ်ကြီးတယ်ဒါပေမဲ့အမျက်စွန်းလဲကြည့်တော့ငါစွန့်စားမိလိုက်တာပဲငါ့ကိုထိုင်းထောက်လန်ရေးကမျက်လုံးတောက်တောက်ကြည့်နေတယ်ငါကနိုင်ငံရေးပါတီထောင်ဖို့လည်းရှိတယ်ဗမာနိုင်ငံရေးသမားတွေနဲ့ငါဆက်သွယ်နေတယ်ဆိုသူတို့ချက်ချင်းသိမှာပဲအဲ့ဒီတော့ဒီလက်နက်မှောင်ကိုကိစ္စမှာမင်းတို့အကူအညီငါလိုတယ်မင်းတို့နဲ့ငါကျိုးတူပူးပေါင်းလုပ်မယ်မင်းတို့ကငါလက်နက်တွေကို PDP ကိုရောင်းနိုင်မှုအဲ့ဒီကခေါင်းဆောင်တွေစီငါကိုသာချင်းကပ်ပေးနိုင်မလားယူမော်ကကြေးမုံကိုဘာသာပြန်ပြလိုက်တယ်ခမည်းရဲ့ကိုယ်စလဲအနေနဲ့လားပွဲစားသဘောမျိုးပါပဲကျမတို့အတွက်အကျိုးမြတ်ကပါလေ20%ပေးမယ်စွန်ချိုင်းကလက်နှချောင်းထောင်ပြတယ် PDP မှမဟုတ်ဘူးဗမာပြည်ထဲမှာအခြားလက်နက်ကင်တပ်ဖွဲ့တွေလည်းရှိသေးတယ်တကယ်လို့အဲ့ဒီဘက်ကိုပါဖြန့်ပေးနိုင်ရောပစ္စည်းလုံလောက်ရှိပါမလားကြေးမုံပြိုးစကားကိုယူမော်ကဘာသာပြန်ပြောလိုက်တယ်စွန်ချိုင်းကပြုံးလိုက်တယ်အရှိတောင်အာရှမှာအမေရိကန်တွေနဲ့ကွန်မြူနစ်တွေရှိနေသမျှလက်နက်တွေကရှိနေအောင်ပါပဲဒီတော့မပူပါနဲ့ကွာ1980ကာလများမှာပြည်ချစ်လွတ်မြောက်ရေးတပ်မတော် PLA သို့မဟုတ် Parliamentary Democracy Party PDP ကိုဝင်ကြီးချုပ်ဟောင်းဦးနုကဦးဆောင်ခဲ့ပြီးရဲဘော်၃ကျိန်းဝင်များဖြစ်တဲ့ဗိုလ်လက်ရာဗိုလ်ရန်နိုင်ဗိုလ်မူးအောင်နဲ့အခြားနိုင်ငံရေးခေါင်းဆောင်များပါဝင်ခဲ့ကြတယ်ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်က1980ခုနှစ်မှာ1983ခုနှစ်တည်းအထူးတိုင်းမူဦးတင်မောင်ဝင်းတောင်ပေါင်းတိုင်းဗိုလ်ရန်နိုင်အလဲပိုင်းတိုင်းဦးသွင်မြောက်ပိုင်းတိုင်းဗိုလ်မူးအောင်စတဲ့ဖွဲ့စည်းပုံနဲ့ထိုစဉ်ကလူရင်းခက်မှန်6000ခန့်ပတ်ဝန်းလှုပ်ရှားခဲ့ကြတယ်ထိုမတိုင်ခင်ကမြန်မာပြည်ရှိတိုင်းသားလက်နက်ကိုင်အများစုကဒုတိယကမ္ဘာစစ်လက်ကျန်လက်နက်များကိုသာကန်ဆိုင်ခဲ့ကြရတယ်ဦးနုရဲ့ PLA ကစတင်ဖွဲ့စည်းကြတဲ့ကပဲအမေရိကန်အစိုးရရဲ့ငွေကြေးကူညီအများပြားရလိုက်တဲ့ဖြင့်တောင်အာရှမှလက်နက်ကုန်သည်များကဈေးကွက်ရရှိရေးအလူရက်ချိတ်ဆက်နေကြခြင်းဖြစ်တယ်။ PLA အနေနဲ့ဖြင့်လည်းမဟာမိတ်ပြုထားတဲ့မွန်ပြည်သစ်ပါတီကရင်မျိုးသားစီယုံတို့ထက်ပိုမိုခေတ်မီတဲ့လက်နက်များကင်ဆောင်အောင်ဆုံးဖြတ်ထားကြတယ်။ထိုချိန်တွေမှာထိုင်းနိုင်ငံချောင်မူရီခရိုင်မှနာမည်ကျော်ဒူးစရိုက်ခေါင်းဆောင်စွန်ချိုင်းကသူ့ရဲ့လက်နက်များရောင်းချနိုင်ရန်အတွက်ကြိုးပမ်းခဲ့တယ်။စွန်ချိုင်းကထိုင်းနိုင်ငံဘက်မှပင်လယ်တပြားဖြစ်ခဲ့ဘူးတဲ့ဗိုလ်မူးငန်းနဲ့ PLA နဲ့မဟာမိတ်များအစည်းအဝေးတက်ရောက်လာစဉ်မှာချိတ်ဆက်မိခဲ့တယ်။အဲ့ဒီနောက်မှာဗိုလ်မူးငန်းကစီးပွားရေးကိစ္စဖြစ်တဲ့ဖြင့်တမီးဖြစ်သူယူမော်ကိုဆက်သွယ်ရန်ပြောခဲ့တယ်။ယူမော်ကမိန်းကလေးဖြစ်နေတဲ့ဖြင့်ကြေးမုံနဲ့အတူတွဲလို့ရန်ဆုံးဖြတ်ခဲ့တယ်။ကြေးမုံကယူမော်ရဲ့တန်ရောစဉ်လက်ရုံးဖြစ်တဲ့ဘန်ကောက်သို့နောက်တစ်ချိန်ပါလာခဲ့တယ်။ထိုချိန်ကတာမန်ခမိုင်းနိုင်ကလေးဘဝအနေမှောင်ခိုဂိုင်းကောင်းဆောင်ဖြစ်လာတဲ့ကြေးမုံရဲ့ဘဝတစ်စစ်ချိုးချိန်ရောက်လာခဲ့ပြီဖြစ်တယ်။အိမ်တကားဝမှာကြေးမုံကငူငူကြီးရက်နေတယ်
အေယာနဲ့မခင်ဝင်းကြီးတို့ညားကသားကရန်ကုန်တရိတ်ဆန်ရုံမှာရိုက်ထားတဲ့ဓာတ်ပုံကလေးကခေါင်းရင်းမှာထောင်ထားတယ်။ငကြီးသူ့ပခုံးကိုလာဖတ်တဲ့ဆိုးရရဲ့အတန်ကတိမ်ဝင်သွားတယ်။အားလုံးကငါပြစ်ပါကွာ။အဲ့ဒီနေ့ကငါညီဖိုးအောင်ကိုသူတို့လိုက်တက်နေကြလို့ငါလဲကြောက်အားလန့်ရနဲ့မင်းတို့အိမ်ပေါ်ကိုခေါ်လာမိတာ။ငါအပြစ်အေယာသေးတာငါအပြစ်။ကြေးမုံကစကားတခုမှမပြောပဲထိုင်ကုန်မှာခလေးချီလေးရထိုင်နေတဲ့မြိုင်းထံသို့ရှောက်သွားတယ်။မြိုင်းထံမှာရှိုက်တန်ဤကနေထွက်လာတယ်။ကြေးမုံကမြိုင်းလက်ထဲကအေယာနဲ့မခင်ဝင်းကြီးတို့ရဲ့သားကလေးကိုခြိလိုက်တယ်။ကိုစန်းတွန်စိုးရခင်မောင်စိုးနောင်နဲ့လူငယ်များကမြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေကြတယ်။ငါတငယ်ချင်းအေယာမသေးဘူး။ဒီကလေးကအေယာရဲ့ကိုပွားပဲ။သူ့နာမည်ကလည်းအေယာပဲဖြစ်ရမယ်။ငါအသက်ရှင်နေသမျှငါတငယ်ချင်းကိုငါဆောင်းရှောက်မယ်။ကိုစန်းတွန်တို့ကိုစိုးရတို့ခမည်းတော်လည်းမှတ်တာ။ကျွန်တော်ကောင်အေယာမသေးဘူး။အေယာကဒီမှာကြေးမုံလက်ထဲကကလေးငယ်ကတခက်ခက်ရီမောနေတယ်။ထို့နောက်ကြေးမုံကကလေးကိုမြိုင်းထန်သို့ပြန်ထည့်ပေးလိုက်တယ်။အမေရောမြိုင်းအမေပေါ်တက်မှာအမေလည်းနေမကောင်းကိုကြေးမုံအပေါ်တက်သို့တက်သွားတယ်။ခဏအကြာမှာပဲပြန်ဆင်းလာတယ်။ကိုစိုးရခမည်းညီအောင်ရရောဘေးကင်းရလား။အေးကင်းပါလေကွာဒီကောင်တွေကစိန်ကော်လီဂိုင်းကောင်းဆောင်ဆိုပြီးအသေးအတန်လိုက်တတ်ကြတာအဲ့ဒီညကဒီထဲဝင်ပြေးလို့လွတ်တာအခုတော့သူ့တငယ်ချင်းရုပ်ရှင်မင်းသားဖြစ်နေတဲ့ဖိုးကျော်ရဲ့ခြံမှာခဏသွားကိုနေတယ်သူတို့ပြဿနာကြမှာကျွန်တော်တငယ်ချင်းလင်မယားတေးခဲ့ရတာကျွန်တော်ဒီတိုင်းတော့မပြီးလိုက်နိုင်ဘူးကျွန်တော်လိုအပ်တဲ့ကခမည်းညီရောသူ့တငယ်ချင်းတွေပါကျေးဇူးဆက်ဖို့ပြင်ထားလို့အေးပါကြည့်မောင်အားစိတ်ချပါငါတို့အသက်နဲ့ရင်းပြီးဆက်ပါမယ်သူတို့ကိုလည်းငါပြောထားပါမယ်ကိုစန်းတို့ခမည်းရက်ွက်တွေကကျွန်တော်တို့လူငယ်တွေကိုပြောမိုးကျော်တို့အုပ်စုတွေကတကောင်မကျန်ဗမာရှိရဲဆိုတာစုံစမ်းပြီးကျွန်တော်သိကျင်တယ်လို့ကိုစန်းတို့ခေါင်းငိမ့်လိုက်တယ်ခေမောင်နဲ့စိုးနောင်မင်းတို့မနှက်ပြန်ညားရထားနဲ့မော်လမြိုင်အောင်ပြန်ဘိုးပြားနဲ့မယူမော်ကိုတေချာမှားပြီးအမေကလည်းနေမကောင်းဖြစ်နေတော့ငါဒီတလားနှစ်တော့ရန်ကုန်မှာပဲနေအောင်မယ်လမ်းကြောင်းပေါ်တက်မလာနိုင်သေးဘူးလို့သူတို့နှစ်ယောက်ကိုပဲငါလှဲထားမယ်လို့မင်းတို့လည်းသူတို့ကိုတေချာကူပေးလိုက်ကွာပဲခူးကရှေကြီးတို့အုပ်စုကိုလည်းဂယုဆိုင်တော့ဟေးကောင်လေဟုတ်ကဲ့ကိုကြီးဩကျွန်တော်ပြင်သွားလိုက်အောင်မယ်ကိုစန်းတို့ခမည်းညနေကျဒေါက်တာအောင်ခင်ကိုပြင့်ပြီးအမေကိုပြပေးပါမြိုင်ကိုမိုးချုံမယ်ကြေးမုံကခြံရှိမှရက်ထားတဲ့ဆိုင်ငယ်ကိုစနိုးကမောင်းထွက်သွားတယ်ရန်ကုန်မြို့ကမင်းတို့လူမိုက်တွေရဲ့ဇလန်းကဒီမာရင်နေထိတန်သွားပြီကြေးမုံမင်းလည်းငါတို့အရေးအောက်ကနေမင်းလမ်းကြောင်းနဲ့မင်းစီးပွားအေးရှာငါတို့ခိုင်းတာလေးလုပ်ပြီးဒီကိစ္စတွေကိုမပတ်သက်နဲ့တော့မျက်မှန်ကြီးရဲ့စကားအဆုံးကြေးမုံကမျက်လုံးကိုစုံမိတ်ပြီးအန်ကိုကြိတ်တာတယ်ကြေးမုံရဲ့လက်တို့တစ်စက်စက်တုံနေတယ်ဒါဆိုကျွန်တော်တငယ်ချင်းကအလကားတေသွားတာလားဒီမဲ့ဒီပြဿနာအားလုံးကိုမင်းတငယ်ချင်းကအစာပြိုးခဲ့တာမဟုတ်လားအခုတော့အဆုံးတက်သွားပြီတော့မှတ်လိုက်တော့မင်းတို့လည်းကြော်ဝင်းကြီးကိုတတ်ခဲ့တာပဲမဟုတ်လားအခုမိုးကြော်ပမာလဲဘုံမှုကြီးမျက်မှန်ကြီးကလက်ထဲကမီးချစ်ကိုလှည့်ကစားလိုက်ပြီပြီးသွားပြီအားလုံးပြီးသွားပြီရန်ကုန်မြို့ကြီးရဲ့အမှောင်ညမ်းကိုထိမ့်သိမ့်မှုမင်းတို့အားလုံးကိုငါယုံကြည်ခဲ့တာပဲအခုတော့မင်းတို့ကြောင့်ရန်ကုန်ကပိုပြီးမတည်မငြိမ်ဖြစ်တယ်မင်းတို့ရင်တက်ကြဖြတ်ကြတာနဲ့သွေးညီနဲ့တသိန်းသိန်းပဲအဲ့ဒီကိစ္စအားလုံးကငါ့ပေါ်ပုံကြလာတယ်ဒီမဲ့ငါရှင်းရှင်းပြောမယ်ကြည့်မို့ရန်ကုန်မှာအပိုင်စားလူမိုက်ဆိုတဲ့ကောင်တွေတကောင်းမှမရှိစေရတော့ဘူးမင်းလည်းအေးအေးဆေးနေပါငါလောင်ရင်းအောက်မှာနေပြီးစီးပွားရေးကိုပဲအာရုံစိုက်ပါမကြခင်မှာပါတီရဲ့ပထမဦးဆုံးချိန်ညီလာခံစတော့မယ်လူကြီးတွေကအုပ်ချုပ်ရေးပုံစံကိုပြောင်းကြတော့မယ်ဒီလိုအချိန်မှာမင်းတို့ကိစ္စတွေနဲ့အာယုံလာမနောက်စေနဲ့ငါဒီလောက်ပဲပြောမယ်ကွာမိုးကျော်မမလဲအခုကျွန်တော်လူတွေလိုက်ရှာနေတာတမျိုးလုံးနှံ့နေပြီမိုးကျော်သူ့လူတွေပါတကောင်းမှမတွေ့ဘူးအဲ့ဒါတော့ကျွန်တော်ပြောပြပါဘုံမူကြီးမိုးကျော်လူတွေအကုန်လုံးကိုငါတို့ဖမ်းခိုင်းလိုက်ပြီအင်းစိန်ထောင်မှာမင်းလက်စားချေခြင်းမင်းနီးမင်းဟန်နဲ့ထောင်ထဲလိုက်ချေပေါ့ကွာမင်းမလည်းလက်တံရှည်သင်းတဲ့လောက်ရှည်နေပြီပဲအေးရန်ကုန်မြို့ထဲမှာတော့နောက်ထပ်သွေးညီနဲ့မရစေချင်တော့ဘူးမိုးကျော်ရောအင်းစိန်ထောင်မှာပဲလားရန်ကုန်ကိုသူဘယ်တော့မှပြန်မလာနိုင်အောင်ငါနေနေလိုက်ပြီ
ငါအလုပ်ကိစ္စတစ်ခုအတွက်သူ့ကိုတနေရာကိုပို့လိုက်ပြီကြေးမုံပြီးသွားပြီအားလုံးပြီးသွားပြီအမှောင်ထဲကမင်းသားများဆိုတာလည်းမရှိတော့ဘူးလမ်းမတော်ဖိုးတုတ်တို့လက်ထက်တဲကရန်ကုန်မြို့ကိုကြီးစိုးခဲ့တဲ့အပိုင်သားလူမိုက်ဆိုတာလည်းမရှိတော့ဘူးမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာအဲ့ဒါတွေလုံးဝမရှိစေရဘူးမင်းပေါ်တာအတွက်တော့ငါစိတ်မကောင်းပါဘူးကဲမင်းနဲ့ကအလုပ်ကိစ္စပဲဆက်ပြောကြတာပေါ့အလုပ်ကိစ္စကတော့ကျွန်တော်ဗိုလ်မှူးမုံနီကိုပုံမှန်တင်ပြနေကြအတိုင်းပါပဲငွေစင်းလည်းမှန်မှန်လွှဲနေပါတယ်အဲ့ဒါမဟုတ်ဘူးလေကွာကြေးမုံမင်းဘန်ကောက်ကိုရောက်သွားခဲ့တဲ့အကြောင်းလေးတွေငါသိချင်တာကြေးမုံမျက်နှာပြတ်သွားတယ်ဟုတ်တယ်ကျွန်တော်လမ်းကြောင်းထွင်ရင်အဲ့ဒီအထိရောက်သွားတာမင်းနဲ့ပါတဲ့အမျိုးသမီးကဘာတူလဲမော်လမြိုင်မှောင်ခိုပွဲစည်းကပွဲစည်းမတစ်ယောက်ပါဟုတ်ပါပြီလေစီကိုင်တဲ့လက်ကစီပေတတ်တာပဲမင်းကအဲ့ဒီဘက်ချမ်းမှာလှုပ်ရှားနေရတာဆိုတော့ဘယ်ကင်းပါမလဲဘန်ကောက်ကဥနုတို့အစည်းအဝေးထိမွန်ပြည်သစ်တက်မှုတစ်ယောက်နဲ့မင်းပါသွားတာငါသိတယ်မင်းကိုညွှန်ကြားချက်တစ်စုံတစ်ခုမပေးမချင်းဒီတိုင်းဆက်နေပါမင်းကိုငါတို့လိုအပ်တဲ့ကြေးမုံငါတခုတော့မှားခြင်းတယ်ငါဘဝမှာနံပါတ်1ကြီးကငါဖျားပဲငါနိုင်ငံတော်ပဲသူ့အကျိုးစီးပွားပြက်စီတဲ့အလုပ်မျိုးကိုငါလည်းမလုပ်သလိုမင်းတို့လည်းမလုပ်ရအောင်လုပ်ရင်တော့ငါတို့အတွက်ဘလောက်အတုံးဝင်တဲ့လူဖြစ်ဖြစ်ရှင်းပြရမှာပဲကဲငါလုပ်တွေရှိသေးတယ်မင်းပြန်လို့ရပြီလုံးနေကြကိစ္စတွေကိုဘိုနီနဲ့ဆက်လုပ်ပါနေဝင်သွားခဲ့ပြီစိန်နှမြောင်ခေါ်ဆရာသိန်းရဲ့တောင်ကလာရှိခြံဝင်းထဲသို့ကြေးမုံရဲ့ဆိုင်ငယ်မောင်းဝင်လာတယ်ကြေးမုံကဆိုင်ငယ်ကိုတောက်ထောက်ပြီးအိမ်မော်သို့တက်ရန်ပြင်လိုက်တယ်ကောင်လေးခြံဝင်းတင်းရှိဇေဒီလေးဘေးမှာမှောင်ရိပ်စီကအတန်ထွန်းရင်ဇေဒီလေးနှစ်ဘေးရှိဘဏ္ဍာပင်မှာထွန်းရင်ထိုင်နေတယ်ဇေဒီလေးမှာပူဇော်ထားတဲ့စီမီကွက်မှာမီးတောက်ကလေးများကတလဲလဲကြေးမုံကထွန်းရင်ဘေးမှာဝင်ထိုင်လိုက်တယ်အကိုကြီးကိုတို့ရင်ဘာထိုင်လုပ်နေရလဲငါငိုနေတာကြေးမုံဟာဗျာမင်းငါ့ကိုထင်သေးသွားလားကြေးမုံငါဖြတ်တန်းခဲ့ရတဲ့တခြားငါဘေးကလူတွေတယောက်ပြီးတယောက်ထွက်ခွာသွားခဲ့ကြတယ်ငါတို့ဘဝအသက်မွေးမှုရကောင်းတဲ့ထွက်ခွာခြင်းမျိုးထက်အပြန်အလှန်တေကြတက်ရင်းနဲ့ထွက်သွားကြရတာငါမငိုခဲ့ဘူးငိုတာကယောက်ျားတစ်ယောက်အလုံးမဟုတ်ဘူးလူမတစ်ယောက်ရဲ့ကိစ္စမဟုတ်ဘူးလို့တစ်သက်လုံးမှတ်ထားခဲ့တယ်ငိုမဲ့အစားကလစားဆိုတာကိုငါတို့စားထိုးခဲ့ကြတယ်မျက်ရည်အစားနောက်ထပ်သွေးတွေကိုသာငါတို့ပြန်ယူခဲ့ကြတယ်ကိုဖိုးတုတ်ကိုကန္နမကိုအုံးဖေမောင်မောင်ငါနှမချောရင်နောက်ငါချစ်ဆုံးတငယ်ချင်းစံမထိတည်သွားခဲ့ကြပြီငါတို့မှာမျက်ရည်တွေကဒူးနဲ့ဒဲနဲ့ဖွဲ့ပြီးတေကြတက်ကြကလစားချေကြဒီတနေရာမှာတင်လဲနေခဲ့ကြတယ်အခုအေယာအနှင်းကိုတစ်သက်လုံးမတွေ့ရတော့တဲ့နောက်ငါသားလေးလို့ငါမှတ်ထားခဲ့တာသူ့အသက်ကိုငါကယ်ပေးခဲ့တာကြေးမုံရဒါတွေတော်သင့်ပြီလို့ငါထင်တယ်ကွာကြေးမုံကဘာစကားမှပြန်မပြောပဲတပ်ပြင်းကိုသာချလိုက်တယ်ငါလူတွေအများကြီးတတ်ခဲ့တယ်ငါဘေးမှာလည်းလူတွေအများကြီးရှိခဲ့ဘူးတယ်အခုတော့မွေးကလေးကပါလာတဲ့ငါခြေထောက်တစ်ဖက်တော့ငါမှမရှိတော့ဘူးခြေထောက်တစ်ဖက်မရှိတာထက်ငါဖြတ်တန်းခဲ့သမျှဘဝကဘာမှအဓိပ္ပာယ်လည်းမရှိပါလားဆိုတဲ့အသည့်ကပိုဆိုးတယ်ကွာငါ့ကိုသူတို့အားလုံးထားခဲ့ကြတယ်ငါတယောက်ပဲမသိပဲကြံခဲ့တဲ့ကိစ္စကြီးကပိုဆိုးတယ်ငါအထီးကျန်တယ်တကယ်စိတ်အားငယ်တယ်ကွာရှင့်ကိုရှင်အထီးကျန်တယ်လို့ထင်နေတယ်ပေါ့ကိုထွန်းရင်အနောက်ဘက်ကမြားနှင့်ရဲ့အတန်အပြိုကြီးမမြနှင့်ဓမြဘူဝါဆိုပါဘူရဲ့တူရီသောနှမကလေးမောင်ကြီးမုံအပေါ်မှာဆရာကြီးစောင့်နေတယ်တွားလိုက်အောင်ကြေးမုံကထွန်းရင်ရဲ့ပခုံးကိုပုတ်ကနှစ်သိမ့်လိုက်ပြီးအမှောင်ထဲကထွက်ခွာလာခဲ့တယ်မြားနှစ်ကထွန်းရင်ရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ကြေးမုံကအိမ်မော်သို့ရောက်တဲ့အခါစိန်နှမြောင်ကပလက်ကလထိုင်မှာထိုင်လျက်ကွန်းရကိုဝါးနေတယ်လာကြေးမုံကစိန်နှမြောင်ဘေးရှိကျမ်းမြင့်မှာဝင်ထိုင်လိုက်တယ်နာရီတော့ငါတော့မသွားနိုင်လိုက်ဘူးထွန်းရင်နဲ့မြတ်နဲ့သွားကြတယ်မင်းလည်းဘန်ကောက်ရောက်နေတယ်ဆိုကြေးမုံကခေါင်းငိမ့်လိုက်တယ်
မင်းမျက်မှန်ကြီးနဲ့တွေ့ခဲ့ပြီလားဟုတ်ကဲ့ခုပဲတွေ့ခဲ့ပြီဆရာကြီးလှမောင်နဲ့အနှင်းပေါ်ငါတာဝန်မကြည့်ခဲ့ဘူးခါလေးဆိုတဲ့အေယာရဲ့ဒုတိယအဖေကလည်းငါအတွက်အသက်ပေးသွားခဲ့တယ်အခုအေယာကိုငါမဆောင်ရှောက်နိုင်ခဲ့ဘူးသူ့မိန်းမအသက်ခံရတဲ့သတင်းတော့သူတည်တဲ့သတင်းကြားမှာငါသိရတာငါတာဝန်မကြည့်ခဲ့ဘူးကွာတက်သွားတဲ့သူတွေကိုမျက်မှန်ကြီးကဝှက်ပေးထားတယ်မိုးကျော်ဆိုတဲ့လူကိုတော့သူဝှက်ထားပေးတယ်ဆရာကြီးအားလုံးကသူကျိုးဆွဲရာကနေကြတာပဲကျွန်တော်ကိုယ်တိုင်ရောပါပါတယ်လေမင်းကဘာလုပ်ချင်လို့လဲကြည်မို့ကျွန်တော်တငယ်ချင်းကိုတတ်တဲ့ကောင်လေးကိုကျွန်တော်အကုန်ပြန်တတ်မယ်မိုးကျော်ဘာမှရှိတယ်ကျွန်တော်သိချင်တာဖြစ်နိုင်ရင်မျက်မှန်ကြီးကိုဖိအားပေးဖို့ဆရာစီလာနေကြအန်တီကစ်တီကိုကူညီတောင်းမိပါလားစိန်တမြောင်ကထွေးကန်ကိုယူပြီးကွန်းတရွေးကိုထွေးလိုက်တယ်ကြေးမုံမျက်မှန်ကြီးကတော်ယုံတန်ယူလုံးမဟုတ်ဘူးသူ့မှာပင်ကိုညံရင်ညံသွေးပြင်နိုင်ငံခြားကတင်ယူလာတဲ့ထောက်လှမ်းရေးပညာပလိတ်ပညာကလည်းအပြည့်ပဲအခုမျက်မှန်ကြီးစနက်ကြောင့်နံပါတ်1ကြီးကကစ်တီကိုတောင်သူ့အိမ်ကနေနှင်ချထားတယ်ကွာဗျာဟုတ်တယ်မျက်မှန်ကြီးကအဖိုးကြီးရဲ့အလုံးအိမ်တော်ကိုလုံခြုံမှုလေးလာစစ်ဆေးခြင်းဆိုပြီးအမှုရန်တွေကိုရှာဖွေစစ်ဆေးဝင်လုပ်တယ်ကွာအဲ့ဒီမှာအိမ်တော်အမှုရန်တွေတဲ့ကွန်မြူနစ်ယူကြီးတွေရာဇဝတ်မှုနဲ့ရှောင်တိန်နေသူတွေပါနေတယ်အဲ့ဒီလူတွေအားလုံးကကစ်တီခန့်ထားတဲ့ဝန်ထမ်းတွေကြီးပဲဒါကိုမျက်မှန်ကြီးကအဖိုးကြီးစီဓာတ်ရိုက်စီရင်ခံလိုက်တယ်ဒါကြောင့်အဖိုးကြီးကစိတ်ဆိုးပြီးကစ်တီကိုလုံးပိုင်ခွင့်တွေအားလုံးရုပ်သိမ်းတဲ့အပြင်အိမ်မော်ကပါနှင်ချလိုက်တယ်အဖိုးကြီးပေါ်ဩဇာလွှမ်းနေတဲ့ကစ်တီကိုသူ့နီးသူ့ဟန်နဲ့ဖယ်ထုတ်လိုက်တာပဲကွာဒါကြောင့်ပြောတယ်မျက်မှန်ကြီးကိုလွယ်လွယ်မတွေးနဲ့ကြေးမုံအန်ဒီကစ်တီအခုဘယ်လိုလုပ်မလဲစိန်တမြောင်ကပြုံးလိုက်တယ်မှတ်ထားကွာယောက်ျားတစ်ယောက်မှာအားငယ်ဆုံးချိန်ရှိတယ်အဲ့ဒီအချိန်မှာလိုအပ်တာကမိန်းမတစ်ယောက်ရဲ့ရင်ဝင်ပဲဟိုးဘန္နာပင်အောက်ကထွန်းရင်ကိုကြည့်မိုက်ပေဆိုတဲ့ကောင်ကြီးအခုလိုအချိန်ညမျက်နှာပေးမှာကြောင်ကလေးတစ်ကောင်လိုပဲကွာအာနာရှင်နာမည်ဝမ်းကြီးကဘသူကိုမှမယုံအားလုံးကိုလွှမ်းမိုးခြင်းစိတ်ကြီးတဲ့အဲ့ဒီလိုလူတွေကတမန်လူတွေထက်ပိုအားငယ်တဲ့အချိန်တစ်ချိန်ရှိတယ်ကွာအဲ့ဒီလိုချိန်ကြကစ်တီကအဖိုးကြီးပဲပြန်ရောက်လာပါလိမ့်မယ်မပူပါနဲ့ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲမင်းအလုပ်တွေမင်းဆက်လုပ်ကြည့်မို့အခုရန်ကုန်ချင်းနေမင်းလည်းသိမှာပဲလူမိုက်တွေမူးယစ်ဆေးသမားတွေလမ်းသရဲတွေအကုန်လုံးကိုတိမ်ကြုံပြီးလိုက်ဖမ်းနေပြီသူတို့တင်သွင်းလာတဲ့လမ်းစဉ်ပါတီစနစ်သက်မှာဒီလူတွေကိုရှင်းပြပါတယ်ဆိုပြီးဟန်ပြလှုပ်ပြနေပြီဒီကာလမှာမင်းအနေနဲ့မျက်မှန်ကြီးရိတ်ခိုးပြီးမှိန်းနေတာကောင်းဆုံးပဲကျွန်တော်ကသူ့ရိတ်ကိုဘယ်လောက်ထိခိုနေရမှာလဲအပင်ကိုတတ်ဖို့ဆိုတာအမြင့်မလှန်နိုင်သေးခင်အခက်တွေကိုအရင်ချိုးကောင်းချိုးရတယ်အခက်ကိုချိုးတယ်ဆိုတာအရိတ်ခိုပြီးချိုးရတာမဟုတ်လားငါပြောတာသဘောပေါက်လားကြေးမုံကခေါင်းငိမ့်လိုက်တယ်မျက်မှန်ကြီးရဲ့အားနည်းချက်ကိုငါသူ့တပည့်ဟောင်းနေစီကလေးလာပြီးပြီအဖိုးကြီးပေါ်တစ္ဆာတိတ်ရှိတယ်ငွေကြေးရလဲဘာစွန်းထင်မှမရှိဘူးအဲ့ဒါတော့ဟုတ်တယ်ကျွန်တော်လုပ်ငန်း800ငွေတွေသူပေးတဲ့ဘဏ်အကောင့်ကိုလွှဲပေးရတယ်အဲ့ဒီဘဏ်အကောင့်ကိုကျွန်တော်စုံစမ်းကြည့်တော့ထောက်လန်းရေးရဲ့အရန်ရန်မုံငွေစင်းဖြစ်နေတယ်သူ့မှာငွေကြေးနဲ့ပတ်သက်ပြီးအားနည်းချက်မရှိဘူးအေးဟုတ်တယ်အားနည်းချက်ကသူ့မှာရှာမတွေ့ရင်သူ့ရဲ့အကိုင်းခက်ဖြစ်တဲ့သူ့မိသားစုနဲ့သူ့ဘေးကလူတွေစီမှာရှာရမယ်ကွာဘသူမှရှိနိုင်မလဲကြေးမုံမင်းစဉ်းစားပေါ့ကြေးမုံကခေါင်းငုံရင်စဉ်းစားနေတယ်ဘုံမူးပုံဒီသူ့ထောက်လန်းရေးတက်ကG2ပဲကျွန်တော်သူနဲ့အခုငွေကြေးကိစ္စတွေလုပ်တော့သူကစကားတခွန်းပြောဘူးတယ်နိုင်ငံတော်အကျိုးကိုတည်ဖို့တယ်ဆိုတာပြည်သူ့အကျိုးကိုတည်ဖို့တာပဲဒီတော့မင်းနဲ့ငါလည်းပြည်သူတွေမဟုတ်လားတဲ့ဒီတော့ငါတို့အကျိုးငါတို့တည်ဖို့တာလဲပြည်သူ့အကျိုးပဲနော်တဲ့မင်းမောင်ခုလုပ်ငန်းကရတဲ့ငွေစင်းကမင်းနဲ့ငါစီပြီးမှဘုံမူကြီးစီရောက်တာမမေ့နဲ့ဆိုပြီးစသလိုနောက်သလိုပြောဘူးတယ်ဗျစိန်တမြောင်ကလက်ဖြောက်တီးလိုက်တယ်ဟုတ်ပြီငါသူ့ကိုသိတယ်မကိုဘရင်လို့ခေါ်ကြတဲ့လူပဲမကိုလန်းကရွှေကုံတယ်တွေနဲ့စကြက်ကြနေတဲ့လူပဲဆံမလောက်ကြံခံရတဲ့နေ့ကမာကြောက်ကစားကြတဲ့အတဲမကိုလန်းကရွှေကုံတယ်
ရွှေငါးသိမ့်မြင့်ဆိုတာပါတယ်သူထွန်းရင်စီကိုမကြခဏလာတတ်တယ်ငါ့ကိုလည်းနံပါတ်1ကတော့ကိုစီရင်တွေပေးနေတယ်ဆိုတာသိတော့အတော်လေးယုံကြည်တယ်ဘုံမူးဘိုနီနဲ့သူရင်းနှီးဖို့များတယ်ငါတို့ဖြည်းဖြည်းနဲ့မှန်မှန်တစင်ချင်းလောက်ကြတာပေါ့ကြည့်မဟုတ်ပြီဆရာကြီးကျွန်တော်နောက်နေလဲလာခဲ့ပါအောင်မယ်အခုတော့မိုးလဲချုံနေပြီမို့အိမ်ပြန်လိုက်ပါအောင်မယ်ထမင်းစားတော့အောင်ကွာမစားတော့ဆရာကြီးအမေလည်းတိတ်နေမိကောင်းလို့ပါကြေးမောင်ကအိမ်မောင်ကပြန်ဆင်းလာပြီးနောက်ဆိုင်ငယ်ကိုဆက်နှိုးလိုက်တယ်ဆိုင်ငယ်မီးအောင်ကြောင့်ဗန္နာပင်အောက်ကအရိပ်နှစ်ခုပူးနေရကခွာသွားကြတယ်ကြေးမောင်ကတစ်ချက်ပြုံးလိုက်ပြီးဆိုင်ငယ်ကိုမောင်းထွက်လိုက်တယ်အေယာနဲ့မခင်ဝင်းကြီးတို့ကွယ်လွန်သည်ကတလားကျော်ခဲ့ပြီဖြစ်တယ်ကြေးမောင်ရဲ့မိခင်မမြင့်ဝင်းမှာနှလုံးယောဂအပြင်ရခင်ကပြည်စာဘွားကရခဲ့တဲ့စစ်ဖလစ်ယောဂကတကူလုံးကိုဖိစီးနေခဲ့ပြီဖြစ်တယ်ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်းနိုင်ငံတော်စီပံချက်အနေနဲ့ပြည်စာကောင်းများလူမိုင်များကိုရှင်းလင်းရေးပြုလုပ်လျက်ရှိတယ်တညက်နေမှာကြေးမုံမြိုင်နူးနဲ့အတူမမြင့်ဝင်းစေကမ်းမှပြန်လာစဉ်ရဲတပ်ဖွဲ့ကတန်တရာလန့်ရှိဒေါ်ပုရဲ့ပြည်စာအိမ်ကိုဝင်ရောက်ဖမ်းဆီးတဲ့သတင်းကိုကြားလိုက်ရတယ်ဒေါ်ပုကိုလည်းရဲများကဖမ်းဆီးသွားတယ်ထိုသတင်းကြားတဲ့အခါမမြင့်ဝင်းကအတော်ပင်စိတ်ထိခိုက်သွားတယ်နောက်တစ်ပတ်ကြာမှာပဲမမြင့်ဝင်းဆုံးမသွားခဲ့တယ်မမြင့်ဝင်းရဲ့ရက်လေဘုံတော်ကြီးများကြွသွားပြီးနောက်အိမ်ရှိသို့ကားစီးဆိုင်လာတယ်ကားပေါ်ကဆင်းလာတဲ့လူတစ်ယောက်ကိုကြည့်ကရက်လေစွန်းသောအလှမှာရှိနေတဲ့လူများအားလုံးစူညံကုန်ကြတယ်မင်းသားဟေးဆန္ဒယောက်ျားဟိုမင်းသားလေကုကြောလာတယ်စိုးရရဲ့ညီအောင်ရနဲ့အတူတစ်ချိန်ကစိန်ကော်လီခိုင်းဝင်ဖြစ်ခဲ့မှုတဲ့တက်တစ္ဆရုပ်ရှင်မင်းသားတစ်ဖြစ်လေဖိုးကျော်တို့ဝင်လာခြင်းဖြစ်တယ်စိုးရကနှစ်ယောက်လုံးကိုပကုံးဖက်ကခေါ်လာတယ်ကြေးမုံကမော်ရင်းကားပွဲများအသစ်လင်းရလူငယ်များညွှန်ကြားနေတယ်ကြေးမုံဒီမှာအောင်ရနဲ့သူ့ငယ်ချင်းမင်းသားကမင်းကိုလည်းတွေ့ကျင်လို့ပါတဲ့အေးပေါ်တက်မှာတဝိုင်းတင်လိုက်ကွာလာကြအပေါ်တက်မှာဇပွဲဝိုင်းခင်းပြီးနောက်အောင်ရနဲ့မင်းသားတို့ထိုင်လိုက်ကြတယ်ကုကြီးဒါကျွန်တော်တငယ်ချင်းပါဖိုးကျော်ပါတိတယ်မဟုတ်လားသူပါတဲ့ရုပ်ရှင်ငါကြည့်ဘူးပါတယ်အဲ့ဒီညကကျွန်တော်လည်းသူတို့လိုက်သက်လို့ရှောင်းရင်ကိုစိုးရထိုင်တဲ့ဆိုင်ကိုရောက်သွားတာကိုစိုးရကလည်းကိုကြီးအိမ်ဆိုဒီကောင်တွေမလိုက်ရဲဘူးဆိုလို့ပါကျွန်တော်တို့ကြောင့်ကိုကြီးအေးရအခုလိုဖြစ်သွားတာကျွန်တော်တောင်းပန်ပါတယ်ဗျာကိုကြီးအေးရနာရီတုန်းကလည်းကျွန်တော်တို့မှရှောင်းနေရတာမို့မလာခဲ့လိုက်နိုင်ဘူးအခုအန်တီသတင်းကြတော့မဖြစ်ဖြစ်အောင်လာမယ်ဆိုပြီးလာတာဟောဒီမှာဖိုးကျော်ကလည်းအကိုကိုတွေးကျင်လို့ဆိုတာနဲ့ခေါ်လာတာပါအေးညီလေးရပါတယ်ကွာဖြစ်ပြီးကြပြီပဲမင်းတို့ရောအဆင်ပြေကြရလားကျွန်တော်တို့လူတွေတချို့လည်းအသက်ခံရတချို့လည်းအဖမ်းခံရတယ်ကိုကြီးဒါပေမဲ့အခုရဲကလူမိုက်တွေအကုန်လုံးကိုစီမံချက်နဲ့ဖမ်းပြတော့ကျွန်တော်တို့အတွက်နည်းနည်းအေးသွားတာပေါ့အေးကွာဒါနဲ့ဖိုးကျော်ကငါ့ကိုတွေးကျင်တယ်ဘာကိစ္စလဲဒီလိုပါကိုကြီးတို့ကဘန်ကောက်ဘက်အသွားလာလဲရှိအဝတ်စားတွေလည်းတည်နေတာဆိုတော့ဖက်ရှင်ကြဝတ်စားတွေရှိရင်ကျွန်တော်တို့ရုပ်ရှင်အတိုင်းဝိုင်းတွေကတငယ်ချင်းတွေကပါကိုကြီးနဲ့ချိတ်ဆက်ကျင်လို့ပါမှားစရာရှိမှားရတာပေါ့အေးအဆင်ပြေတာပေါ့မင်းသားရဲ့ငါလည်းအစကတည်းကမင်းတို့ဈေးကွက်ကိုရီမန်းထားပြီးသားပါပြန်ရောက်ကတည်းကလှုပ်တွေရှုပ်နေရတယ်မချိတ်ဆက်ဖြစ်တာအခုမင်းနဲ့သိရတော့တော်ပဲပေါ့ကွာကဲစားကြကွာအေးကုန်မယ်ကြေးမုံကသူတို့ရှိမှရှိတဲ့မော်ရင်းကားပကံများကိုတိုးပေးလိုက်တယ်ခဏကြာမှပဲစားတော့ပြီးသဖြင့်ကြေးမုံနဲ့သူတို့အားလုံးအိမ်ရောက်သို့ဆင်းလာကြတယ်အိမ်ရောက်သို့အရောက်မှာမြင်ကွင်းတစ်ခုကြောင့်ကြေးမုံမျက်စိအပြူးသားဖြစ်သွားတယ်ယူမော်နဲ့အမျိုးသမီးတဦးအမျိုးသားတဦးကဖျားသင်ရှိစီစပွဲမှာထိုင်နေတယ်မြိုင်ကဂျူနီယာအေယာကိုရှင်ခွင်ထဲထည့်ကယူမော်တို့ဘေးမှာထိုင်ရင်းစကားတွေပြောပြီးဧည့်ခံနေတယ်မြိုင်ကကြေးမုံကိုအရင်မြင်သွားတယ်အကိုဒီမှာမော်လမြိုင်ကအကိုဧည့်သည်ဆိုတာနဲ့ကျွန်တော်ဧည့်ခံထားတာကြေးမုံလှေကားပေါ်မှာကြောင်ပြီးရက်နေတယ်နောက်မှပါလာတဲ့ဆိုးရကလက်ကုပ်တော့မှအောက်သို့တလှမ်းချင်းဆင်းသွားတယ်အောင်ရနဲ့မင်းသားကနှုတ်ဆက်သည်ကိုပင်ပြန်မနှုတ်ဆက်နိုင်မမယူလိုက်လာတယ်ဟုတ်တယ်ရှင်ကမော်လမြိုင်မှာအလုပ်တွေတနေတမုံနဲ့ကျမကိုထားခဲ့တာကိုတော်ရဲ့ဟိုနေ့ကဘိုးပြားပြောလို့ရှင့်မေဆုံးတာသိရတယ်အခုလေဒီကအမနီနီတို့ရန်ကုန်ရောက်နေတယ်လို့ကြားတာနဲ့သူတို့ကိုလည်းတွေ့ရင်ဒီကိုစုံစမ်းပြီးတခါတည်းလိုက်လာခဲ့တာယူမော်ကကြေးမုံကိုပြုံးပြလိုက်တယ်သူ
သူ့ဘေးမှအမျိုးသမီးတစ်ဦးနဲ့အမျိုးသားကလည်းကြေးမုံကိုပြုံးကနှုတ်ဆက်လိုက်တယ်။ကြေးမုံနဲ့ယူးမော်တို့မျက်လုံးချင်းကျေးနှမ်းရိုက်နေသည့်ထိုတည်ငါမြိုင်တစ်ယောက်ကတော့သူတို့နှစ်ဦးအားငေးလျက်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးကြသောပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့တွေမှာလည်းကြန့်ရှိနေသောအပိုင်းများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။